အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဆရာရွှေကောင်ဖြစ်ပါတယ် Empowering English EME တန်းလေးမှာ listening and speaking ကိုလက်တွေ့နယ်ပယ်မှာလက်တွေ့စကားပြောတတ်အောင်လို့စာတွေ့မဟုတ်တဲ့လက်တွေ့စကားပြောတတ်အောင်လို့သင်ကြားပေးနေတဲ့ဆရာတူဖြစ်ပါတယ်အင်္ဂလိပ်ဘာသာစကားကိုလေ့လာတဲ့သူတယောက်အနေနဲ့ရောဆရာတယောက်ဖြစ်တဲ့အနေနဲ့ရော8နှစ်ကျော်တဲ့ဒီစာသင်ကြားရေးတွေ့ကြုံရှိတဲ့ဆရာတယောက်အနေနဲ့ရောအင်္ဂလိပ်ဘာသာစကားမှာသုံးနေတဲ့မရှိမဖြစ်သိရမယ့်အသုံးအနှုန်းလေးတွေကိုဒီလိုဗီဒီယိုထဲမှာပြောပြပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်ကြအောင်ပါအဲ့တော့ as long as soon as far as ဆိုတဲ့အသုံးလုံးသုံးခုဖြစ်ပါတယ်ဘာဖြစ်လို့ဒီလိုစီထားရလဲဆိုတော့ as long as soon as ကအသုံးများပါတယ် as far as ကတော့သုံးပါတယ်နည်းပါတယ် percentage အဲ့ကျွန်တော်တို့ as long as အဓိပ္ပာယ်လေးကိုကျွန်တော်ကြည့်ကြပါမယ်သူ့ရဲ့အဓိပ္ပာယ်လေးကမြန်မာလိုပြောမယ်ဆိုလို့ရှိရင်တရွေ့တမျှကာလပတ်လုံးဖြစ်ပါတယ် as long as you long for a laugh အဲ့တော့ long for ဆိုတဲ့ဒီ phrasal verb လေးကတန်းတာတာမျောလင့်တာအဲ့တော့မင်းသူမရဲ့အချစ်ကိုတန်းတာနေတဲ့၍တန်းတာနေသည်မြတန်းတာနေသည်မြကာလပတ်လုံး you will suffer မင်းခံစားရမှာပဲ children မဟုတ်ပါဘူးเนาะတန်ထွက်လေးတွေက children ဒီတန်လေးပါပါတယ်ပြောလေးပါ soft ပေါ့เนาะ children will be brats ကောင်းစိုးလေးတွေဖြစ်လိမ့်မယ် as long as you give a lot မင်းတို့များများပေးနေသည်မြကာလပတ်လုံးသူတို့တောင်းနေသည်မြကိုပေးနေသည်မြကာလပတ်လုံးကလေးတွေကလူစိုးတွေဖြစ်ကုန်လိမ့်မယ်ကောင်းစိုးလေးတွေဖြစ်ကုန်လိမ့်မယ် brat ဆိုတာ noun မှာကောင်းစိုးလေးတွေဖြစ်မယ်လို့ပြောတာပါ as long as အဓိပ္ပာယ်ကတရွေ့သည်မြကာလပတ်လုံးစာအုပ်တွေဖတ်နေသည်မြကာလပတ်လုံးတော့မင်းဘူးဆိုတာရမှာပဲဒီလိုမျိုးပေါ့နော်နောက်တစ်ခုက as soon as ကချစ်ချင်းပေါ့ယုံတိုင်းဆိုသလို as soon as I saw တာသူမကိုမြင်ချင်းပဲ I had a crush on her ကြိတ်မိသွားတယ် crush ကိုဒီတိုင်းသုံးလို့မရပါဘူး to have a crush on နဲ့သုံးရပါတယ်နောက်တစ်ခုက she said I damn your ass as soon as she knew that I was lying ငါလိန်နာကိုကောင်မလေးတိချင်းပဲငါ့ကိုပြက်ပြီတဲ့နင်းနဲ့ငါနဲ့ပြောသွားတယ်အဲ့တော့ I damn your ass ဆိုတဲ့စကားက I will break up with you နဲ့တူပါတယ်အဲ့ဒါလေးကို Stranger Things တဲ့က L ဆိုတဲ့11ဆိုတဲ့ကောင်မလေးသူချစ်သူကောင်မလေးပြောထားတဲ့အပိုင်းလေးကိုဗီဒီယိုလေးပြပါမယ်ကျွန်တော်ကြည့်ကြအောင်ပါအဲ့တော့ as soon as ကချစ်ချင်းဆိုသလိုမြင်ချင်းသဘောကျတယ်ကော်ဖီတောက်ပြီးချင်းဝမ်းသွားတယ်ဒီလိုမျိုးတွေပေါ့နော် I dump your ass အဲ့တော့ဒီမှာတွေ့သလိုပေါ့နော် I damn your ass လို့သုံးတာမင်းငါနဲ့ပြက်ပြီးပေါ့ကျွန်တော်တို့ဟုတ်ပါပြီနောက်တစ်ခုကကြတော့ as far as ဖြစ်ပါတယ် as far as လို့ငါမြင်သလောက်တော့သိရသလောက်လို့စစ်တယ်အဓိပ္ပာယ်ပါ as far as I know ငါသိရသလောက်ကတော့ she is lying to သူမမင်းကိုကောင်မလေးမင်းကိုလိန်နေတယ် as far as I can tell ငါပြောနိုင်သလောက်တော့ငါသိရသလောက်တော့ there is no way မဖြစ်နိုင် to fix his relationship ကောင်လေးနဲ့ကောင်မလေးကြိုက်နေတဲ့ချီးပေါ့နော် relationship ဆိုတာအဲ့တော့သူတို့ရဲ့ relationship ပြန်ကောင်းလာအောင်ဘလို့မှမလုပ်နိုင်ဘူးပေါ့လို့ပြောတာပေါ့နော်မဖြစ်နိုင်ဘူး no way ဆိုတာ impossible နဲ့တူတယ်ပေါ့နော်အဲ့တော့ couldn't be နဲ့လည်းတူတယ်ပေါ့နော်သူတို့ချေးပြန်အဆင်ပြေလာအောင်လုပ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးပြည်ပြင်ဖို့ဆိုတာမဖြစ်နိုင်ဟုတ်ပါပြီကျွန်တော်တို့အဲ့တော့ဒီသုံးလုံးလေးတွေကကျွန်တော်တို့သင်တန်းမှာbeginner 6လတက်ကြတယ်ပေါ့နော် intermediate က8လတက်ကြပါတယ်သင်တန်းကိုရောက်တယ်ဆိုလို့ရှိရင်စတက်ဖြစ်တယ်ဆိုလို့ရှိရင် level test လေးစစ်ကြပါမယ်စာအုပ်တွေပြပြီးတော့စစ်တဲ့ test တော့မဟုတ်ဘူးပေါ့နော်ဒီနားဘလောက်နားလေလေ listening ဘလောက်နားထောင်နိုင်လဲစကားဘလို့ဒီဘယ်လိုစကားလုံးလေးနဲ့ကိုတိထားတဲ့လောက်လေးပြန်ပြောနိုင်လဲအဲ့ကနေစပြီးတော့ပြန်အစကနေပြန် train တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အကြောင်းမှာဒီနေ့ဘာစကားစလေ့လာပြီဆိုလို့ရှိရင်ကိုရှိတဲ့နေရာကနေပဲစာပြောတအောင် train တာပါဒီသုံးလုံးလေးတွေကတော့ beginner 4လလောက်မှသိရမှာပေါ့နော် intermediate ဆိုရင်တော့10သိရတယ်ဘာလို့ဆိုတော့ beginner သမားတွေက limit ထားတယ်ပေါ့နော်ကို
ရှိတဲ့စကားလုံးလေးနေ့စဉ်သုံးတဲ့နေ့သူကပြောတဲ့စကားလုံးလေးတွေပဲစကားပြောတတ်အောင်နားလည်အောင်တွေးတတ်အောင်လေ့ကျင့်ပေးတာဟုတ် beginner ကတော့ beginner ကတော့4လ5လလောက်မှပါစပြီဒီလိုမျိုးသုံးလုံးတွေသိခွင့်ပေးတယ်intermediate ကတော့10သိခွင့်ပေးပါတယ်တက်ပြီးစတာနဲ့ပေါ့နော်စတတ်တာနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေတကယ်သူတို့နယ်ပယ်မှာသုံးနေတဲ့အသုံးချနေတဲ့စကားလုံးတွေအသုံးအနှုန်းတွေအကုန်လုံးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်